ရှေးဥစွာဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနေ့မှလည်းကျွန်တော်ကျမတို့ရဲ့ဝိညာဉ်ရေးရာမှာပြင်ဆင်စရာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုဖတ်ကြားလိုပါတယ်ဗျာဒိတ်ကျမ်းအခန်းကြီး3အခန်းငယ်30ဖြစ်ပါတယ်တင်းဒီငါဤတီးခန့်ခြင်းနဲ့ဆက်ဆိုင်သောနှုတ်ကပတ်တရားကိုစောက်ရှောက်သောကြောင့်မြေကြီးအပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းငှာလောကီနိုင်ငံအရရတို့ကိုနှံ့ပြလက်တန့်သောစုံစမ်းရာကာလတွင်တင့်ကိုငါစောက်ရှောက်မည်ဖတ်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းဘုရားသခင်အသစ်တဖန်တွင်တင်ဖွင့်ပြကောင်းကြီးရှိပါစေချစ်လာစွာသောယုံကြည်သူညီကိုမောင်နှမအပေါင်းတို့ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုဗာပြောလဲဆိုတော့တီးခန့်ခြင်းဖြင့်ဘုရားရဲ့နှုတ်တော်ထွက်တရားစကားများကိုစောက်ရှောက်ဖို့ရန်အတွက်ကျွန်တော်တို့ကိုစကားပြောနေခြင်းဖြစ်ပါထို့တဲ့ကြောင့်ချစ်လာစွာသောညီကိုမောင်နှမတို့ယခုလိုဆိုးရုပ်နေတဲ့ခေတ်ကာလကြီးထဲမှာအစင်မပြေမှုတွေဝန်းရံနေတဲ့ကာလကြီးထဲမှာဒီနေ့ကျွန်တော်တို့ကိုဘုရားသခင်ကစကားပြောနေပါတယ်တီးခန့်ခြင်းဖြင့်ဘုရားရဲ့တရားစကားကိုစောက်ရှောက်တော့အသက်တာတွေဖြစ်ဖို့ဒီကနေ့ကျွန်တော်တို့နှုတ်ကပတ်တော်ဖြင့်မိမိတို့ရဲ့အသက်တာကိုပြန်လည်ဆင်ခြင်နှလုံးသွင်းခွန်အားယူဖို့ရန်အတွက်ဖြစ်ပါတယ်ထို့တဲ့ကြောင့်ဒီနေ့တီးခန့်ခြင်းဆိုတာရုပ်ဖြတ်ထားတဲ့ကောင်းကြီးမင်္ဂလာတွေကိုရယူပိုင်ဆိုင်ဖို့ရန်အတွက်အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုတာဒီနေ့အထူးအားပေးချင်ပါတယ်ထို့တဲ့ကြောင့်ဒီနေ့တင်တဲ့ကျွန်တော်ရဲ့တီးခန့်ခြင်းအားဖြင့်ဘုရားသခင်ဒီနေ့ဂတိတော်ရှိတဲ့အတိုင်းစုံစမ်းရာကာလတွင်ဒီနေ့တီးခန့်ခြင်းဖြင့်တရားစကားကိုစောက်ရှောက်တဲ့သူတွေကိုဘုရားသခင်ကစောက်ရှောက်မယ်ဆိုတဲ့ဂတိတော်ကိုရရှိခံစားဖို့ရအတွက်ဒီနေ့ကျွန်တော်တို့အသက်တာတွေပြင်ဆင်ဖို့ဖြစ်ပါတယ်ထို့တဲ့ကြောင့်ဒီနေ့ကျမတို့ရဲ့အသက်ရှင်ခြင်းမှာဘုရားနှုတ်ကပတ်တော်အားဖြင့်လွတ်မြောက်ခြင်းတွေဝမ်းမြောက်ခြင်းတွေကျင့်တတ်ခြင်းတွေယခုလိုကာလကြီးထဲမှာခံစားဖို့ရန်အတွက်ဘုရားသခင်ဒီနှုတ်ကပတ်တော်တင်တဲ့ကျွန်တော်အားကြားပြောနေခြင်းဖြစ်ပါတယ်ယနေ့နှုတ်ကပတ်တော်ဒီတင့်ကိုလွတ်မြောက်စေဖို့တင့်ကိုအောင်မြင်စေဖို့တင့်ကိုကြော်လွှားစေဖို့ရန်အတွက်စင်ကြင်နှလုံးသွင်းဖို့ဖြစ်ပါတယ်တီးခန့်ခြင်းဆိုတာရုပ်ဖြတ်ထားတဲ့ကောင်းကြီးမင်္ဂလာတွေကိုပိုင်ဆိုင်သောသူတွေဖြစ်လာဖို့ဖြစ်ပါတယ်ထို့အတွက်ကြောင့်ဒီနေ့ကျမတို့ဘဝအတ္တတာမှာရင်ဆိုင်ကြုံတွေ့နေသောအမှုအရာတွေတစ်ခုစီတိုင်းကိုတီးခန့်ခြင်းဖြင့်ကြော်လွှားဖို့ရန်အတွက်အထူးခွန်အားပေးပါရစေနှုတ်ကပတ်တော်မြတ်တစ်ပိုက်ကိုလည်းဆက်ပြီးကျွန်တော်တို့ဆင်ခြင်တဲ့အခါမှာတစ်ပေခန်းကြီးနှစ်အခန်းငယ်20ဖြစ်ပါတယ်ကိုယ်အပြစ်ကြောင့်ဒဏ်ခံရသောအခါတီးခန့်လျင်အဘယ်ချီးမွမ်းစာရှိသနည်းကောင်းမွန်စွာပြု၍ဆင်းရဲခံရသောအခါတီးခန့်လျင်ဘုရားသခင်ရှေ့တော်၌ကျေးဇူးရှိ၏နှုတ်ကပတ်တော်ကဒီနေ့ကျွန်တော်တို့ကိုထပ်လောင်းပြီးမှခေါ်အားပေးလက်ရှိပါကောင်းမွန်စွာပြု၍ဆင်းရဲခံရသောအခါတီးခန့်လျင်ဘုရားသခင်ရှေ့တော်၌ကျေးဇူးရှိတယ်လို့ပြောပါထို့တဲ့ကြောင့်ဒီကနေ့နှုတ်ကပတ်ဒေသနာဆင်ခြင်နှလုံးသွင်းနေကြတော့ယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်နှမအပေါင်းတို့တင့်ရဲ့မိသားစုထဲမှာတင့်ရဲ့အသင်းတော်မှာတင့်ရဲ့အသက်တာမှာတင့်ရဲ့ပတ်ဝန်းကျင်မှာဒီကနေ့ရုပ်ဖြတ်ထားတဲ့ကောင်းကြီးမင်္ဂလာတွေဆိုပြီးမှတီးခန့်ခြင်းနဲ့ဒီနေ့ကြော်လွှားဖို့ရန်အတွက်ဒီနေ့ဘုရားသခင်စကားပြောပါစေထိုအခြေအနေဆိုအမျိုးမျိုးကိုဒီနေ့တီးခန့်ခြင်းဖြင့်အောင်မြင်ကြော်လွှားတဲ့သူဖြစ်ဖို့ဘုရားသခင်အလိုရှိပါတယ်ထို့တဲ့ကြောင့်ငါဤနှုတ်ကပတ်တရားတော်ကိုတဲ့တီးခန့်ခြင်းနဲ့စောက်ရှောက်တဲ့သူတွေရဲ့အတ္တတာမှာစုံစမ်းရာကာလမှာဘုရားသခင်ကစောက်ရှောက်မယ်ဆိုတာကိုယ်ကမဆမယ်ဆိုတာဒီကနေ့ကျမအရောက်စီတိုင်းခံစားရရှိဖို့စီဖို့ရအတွက်တီးခန့်ရမယ့်အရာတွေကိုသိရှိနားလည်ပြီးမှကြော်လွှားတော်သူများဘ
ထိုအခက်ခဲတဲ့အခြေအနေတွေပြဿနာတွေကိုရင်ဆိုင်ပြီးတော့အောင်မြင်တဲ့သူများဖြစ်ဖို့ဒီနေ့တီးခန့်ခြင်းဖြစ်ထိုဆင်းရဲခြင်းတွေဒုက္ခတွေအခက်ခဲတွေပြဿနာတွေကိုကျော်လွှားလာဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေးခြင်းဖြစ်ပါတယ်ထို့အတွက်ကြောင့်တီးခန့်ခြင်းဖြစ်အဖြေရရှိပိုင်ဆိုင်ထားသောသူများဖြစ်ဖို့ရန်အတွက်ဒီကနေ့နှုတ်ကပတ်တော်ဖြစ်အားပေးခြင်းဖြစ်ပါတယ်တီးခန့်ခြင်းကအဖြေရဖို့တော့ဖြစ်တယ်ဆိုတာကိုနှုတ်ကပတ်တော်အားဖြင့်စင်ကြယ်နှလုံးသွင်းစေခြင်းပါတယ်တီးခန့်ခြင်းအားဖြင့်သင်ကအဖြေရရှိတော်သူဖြစ်ဖို့တီးခန့်ခြင်းကတင့်ရဲ့အဖြေကိုဖွင့်တဲ့တော့ဖြစ်တယ်ဆိုတာဒီနေ့နှုတ်ကပတ်တော်အားဖြင့်အားပေးခြင်းပါတယ်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းအတိတ်တဖန်တုံတင်ဖွင့်ပြကောင်းချီးရှိပါစေကျွန်တော်နဲ့အတူခဏလောက်ဘုရားသခင်ထံတိုးဝင်ပြီးအသက်တာကိုဆက်ကပ်ရအောင်အဖထာမြတ်စွာသောဘုရားကိုရောယေရှုတင်တယ်ဒီကနေ့မနေ့နှုတ်ကပတ်တော်အတွက်ယေရှုတင်ပါတယ်ဒီနေ့သားသမီးတို့ဘဝအသက်တာထဲမှာအမှန်တရားပေါ်မှာအခြေခံပြီးတော့တိမခံခဲ့တဲ့တိခံဖို့အားနည်းခဲ့တဲ့အပြစ်တွေအတွက်ဝန်ချတောင်းပန်ပါတယ်ဒီနေ့နှုတ်ကပတ်ဒေသနာစင်ကြယ်နှလုံးသွင်းတဲ့သားသမီးတယောက်စီတိုင်းနဲ့ရှေ့တော်မှာတိုးဝင်လာတဲ့သူတယောက်စီတိုင်းပေါ်မှာဒီနေ့တိခံနိုင်မှုခွန်အားအစွမ်းတတ္တိများကိုမဆာတော်မူပါဘုရားသခင်ရဲ့နှုတ်ကပတ်တမန်တရားကိုတိခံခြင်းနဲ့စောက်ရှောက်ခြင်းဖြင့်စုံစမ်းရာကာလမှာကိုယ်ရဲ့မဆာခြင်းကျေးဇူးပြုခြင်း၊ကွယ်ကာခြင်းစောက်ရှောက်ခြင်းကောင်းချီးမင်္ဂလာတွေကိုခံစားပြီးမှအကျိုးရှိတဲ့ကိုယ်တော်သားသမီးတယောက်စီတိုင်းဖြစ်စေဖို့ကိုယ်တော်လက်တော်ဆက်ကပ်ပါတယ်ဖာကျေးဇူးတင်နေသခင်ယေရှုဖခင်နာမဖြင့်ယေရှုတော်ချီးမွမ်း၍ဆက်ကပ်အနံ့ဆုတောင်းကြပါ၏ဖခင်အာမင်